Assalamu alaikum ဒီနေ့26ရက်10လ2025ခုနှစ်အများပြည်သူသိရှိစေရန်အတိပေးနှိုးဆော်ခြင်းနံပါတ်1ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်မှာအာခံပြည်နယ်အတွင်းမိသေးနေထိုင်လက်ရှိသောရိုဟင်ဂျာလူမျိုးများရခိုင်လူမျိုးများယူလူမျိုးများဒိုင်းတဲ့လူမျိုးများသမောလူမျိုးများတမလူမျိုးများဟိန္ဒူလူမျိုးများစာတိလူမျိုးများအလုံးလွတ်လပ်ပြီးတရားမျှတမှုရရှိစေငြိမ်းချမ်းစွာအတူရှင်သွဲလက်သွဲနေထိုင်နိုင်ရေး၎င်းတို့အားလုံး၏အိုးအိမ်စည်းစိမ်များကိုကာကွယ်ရန်ဖြစ်ပါတယ်မိမိတို့ ARSA နဲ့ AA တို့အကြားမကြာခဏတိုက်ပွဲများဖြစ်ပွားပြီးအကြမ်းဖက်တောင်းမြတ်သူများကြာဆုံးခဲ့တော့လေ၎င်းတို့၏တပ်ဖွဲ့ဝင်များကြာဆုံးခြင်းမဟုတ်ဘဲအယတာပြည်သူများသာကြာဆုံးခြင်းတရားရခြင်းလိမ်လည်၍မကြာခဏဝါဒဖြန့်ရှုတ်ချကွန့်ကွက်ကြေညာချက်အသီးသီးထုတ်ပြန်လက်ရှိသည်ကိုသိရှိရပါတယ်။နံပါတ်2အယတာပြည်သူအားရခင်ကလည်းမိသည့်အခါမှဖာရှိတက်ပြတ်ခြင်းနှိမ့်ဆက်ခြင်းမရှိခဲ့သောနောင်တွင်လည်းအယက်သားပြည်သူများအားဖာရှိခြင်းတက်ပြတ်ခြင်းများပြုလုပ်မည်မဟုတ်ပါကြောင်းကတိပြုလိုပါတယ်။ ARSA တည်ရှိရာတောတောင်အတွင်းသို့အယက်သားပြည်သူများအနေဖြင့်စိုးရိမ်မှုကင်းမဲ့စွာဖြင့်လွတ်လပ်စွာခရီးသွားလာနိုင်ရဲ့အတွက်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းနှင့်အစိုးရအကြမ်းဖက်ပြရှိရာနေရာများနှင့်အနီးပတ်ဝန်းကျင်တွင်အယက်သားပြည်သူများခရီးသွားရလိုလေအထူးတတိပြုဂရုစိုက်သွားလာရန်ထပ်လောင်းအတိပေးနှိုးဆော်အပ်ပါသည်နံပါတ်3ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်၏အမိပြတ်စေရည်ရွယ်၍အိန္ဒိယနိုင်ငံနီပေါနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုးဝင်လာသောတခိုင်အစိုးရနဲ့အပြတ်ဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းရတပြည်သူများကိုနေစဉ်ဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းပြန်ပေးဆွဲခြင်းများစသည့်ရာဇဝတ်မှုများကျူးလွန်လျက်ရှိပါသည်ထို့နောက်၎င်းတို့ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုမိမိတို့ ARSA အဖွဲ့ကကျူးလွန်ခဲ့သောမတရားဆွဆွဲကနိုင်ငံတကာအဖွဲ့အစည်းများ၏အာရုံလွှဲပြောင်းစေရန်တမင်ရည်ရွယ်လျက်ခြေရခြေမဖြစ်စေသောအပြုအမူများဖြင့်နိုင်ငံခြားမျက်နှာတွင်မဟုတ်မမှန်ဝါဒဖြင့်ရေးသားဖော်ပြခြင်းတတ်ဖြစ်ကြောင်းတင်ပြလိုက်ပါရယ်